အားလုံးမင်္ဂလာပါကိုတူတာfootball tick ကနေပြီးညီကိုတွေအားလုံးကိုပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကျွန်တော်တပွဲကောင်းကတော့ဒါတစ်တော့တပွဲကောင်းတော့2ရက်ဆက်ပေါ့နော်ညီကိုတွေသိတဲ့အတိုင်းကာရာဘောင်ဖလား2ပွဲကိုကျွန်တော်2ပွဲလုံးမှန်ပြီးနိုင်ခဲ့တယ်ပထမနေ့ကတော့ဒါ Man City ဂိုးအောင်နဲ့မနေ့ကတော့ကျွန်တော်ဒါ Arsenal body နဲ့ဂိုးကိုရွေးချယ်ပေးခဲ့တယ်ဆိုတော့ဒီနေ့မှာလည်းပွဲစဉ်တွေကအများကြီးတော့မရှိဘူးဗျပွဲစဉ်နည်းတယ်5-5ပွဲလောက်ပဲရှိမယ်ဒီပွဲစဉ်တွေကမှပို့ပြီးတော့လူကြိုက်များမဲ့ပို့ပြီးတော့ဒါကျွန်တော်တို့အတွက်ပို့ပြီးတော့အဆင်ပြေမဲ့ပေါ့နော်ဒီပွဲစဉ်တွေပွဲကိုကျွန်တော်ရွေးချယ်ပေးချင်ပါတယ်ဗီဒီယိုလေးမစခင်ဒီကိုတွေကိုကျွန်တော်ပြောချင်တာက Telegram လေးကို join ထားပါဗျာ Telegram မှာလည်းကျွန်တော်တပွဲကောင်းတွေမောင်းလွဲတွေကအဆင်ပြေနေတယ်ဒီအတွက်လည်းဒီကိုတွေအနေနဲ့ပေါ့နော်ဒါကျွန်တော်ရဲ့ Telegram channel ကိုကျွန်တော် join ထားဖို့အကြံပြုပါတယ်ဒါ free လည်းကျွန်တော်အစောပွဲလေးတွေကိုဒါကျွန်တော်ပွဲကြီးတွေကိုပေးနေတာဖြစ်တဲ့အတွက် join ထားဖို့အကြံပြုချင်ပါတယ်ဗျာကဲဆိုတော့ဒီနေ့အတွက်တပွဲကောင်းပေါ့နော်ကိုမိုနဲ့ AC Milanလက်ရှိဈေးကွက်ပေါက်သေးရဆိုလို့ရှိရင်တော့ကိုမိုကွင်းမှာ AC ကဒဲကြီးပဲပေးထားပြီးတော့ဂိုးပေါင်းသေးကကျွန်တော်နှလုံး90ရှုံးပေးထားတယ်နှလုံး90ရှုံးပေးတဲ့ဈေးတန်းကိုကြည့်မယ်ဆိုရင်တော့ကျွန်တော်တို့ဒီနှစ်သေးရဲ့ပထမအကြော်တွေမှာနှစ်ချိန်လုံးကို AC ကဝေးကွင်းကနေပြီးတော့1-2-1-2နဲ့ကပ်ပြီးနိုင်ထားတဲ့အတွက်ကြောင့်ဒီဘက်ကဂိုးပေါင်းသေးက2မိုင်းနဲ့ပေါက်တယ်လို့ကျွန်တော်ကတော့မြင်တယ်ဒီနှစ်သေးရဲ့နောက်ဆုံးတေးပေါင်တွေကိုကြည့်မယ်ဆိုလို့ရှိရင်လည်းကိုမိုကနောက်ဆုံး9ဝဲမှာ3ပွဲနိုင်ထားပြီးတော့တပွဲတည်ရတပွဲရှုံးလာတယ်ရှုံးလာတဲ့ပွဲကလည်းရိုးမာကိုအဝေးကွင်းမှာ1စီနဲ့ရှုံးနေထားတာဖြစ်တယ် AC Milan ကနောက်ဆုံး9ပွဲမှာ2ပွဲနိုင်ထားပြီးတော့2ပွဲတည်ရကျွန်တော်တို့တပွဲရှုံးလာတယ်ဆိုတော့လက်ရှိတေးပေါင်ရကြည့်မယ်ဆိုရင်တော့ကိုမိုကဒီယာဒီမှာအိမ်ဝင်းမှာလုံးဝရှုံးပွဲမရှိကြဘူးအိမ်ဝင်း9ပွဲမှာဒါ4ပွဲနိုင်ပြီးတော့5ပွဲကတည်ရကြတာလေတိုတယ်73ကိုသွင်းထားပြီးတော့4ကိုပဲပေးထားရတဲ့ကိုငွေရဲ့ခံစစ်ကအိမ်ဝင်းစမ်းဆောင်ရည်တော်တော်လေးကောင်းတယ်လို့ကျွန်တော်တို့ပြောလို့ရတယ်တိုတယ်9ဘက်မှာမှ4ကိုပဲပေးရတဲ့ခံစစ်ကတော်တော်လေးဒါအထင်ကြီးဖို့ကောင်းတယ်ဗျလက်ရှိအစီအစဉ်ရရက်တည်မှုရလဲ AC ကအဆင့်1မှာရက်တည်နေပြီးတော့ကိုမိုကအဆင့်6မှာရက်တည်နေတယ်ရမှတ်အဖြစ်လဲ6မှတ်လောက်กว่าခြားတာဖြစ်တဲ့အတွက်ကိုမိုအနေနဲ့ရမှတ်ကွာဟမှုချင်းမြောင်းမှုဆိုလို့ရှိရင်တော့ဒီပွဲကိုကိုမိုတေချာပေါက်နိုင်အောင်ကံဖို့လိုပါလိမ့်မယ်ပြီးတော့ကျွန်တော်တို့လက်ရှိဈေးတန်းဖွင့်လှစ်မှုအရမှာဒီနှစ်သိန်းရဲ့ထိခိုက်လွတ်ဆောင်မှုနောက်ဆုံးချိန်မှာလို့ရှိရင် AC ကဝေးကွင်းကနေတည်ရရှုံးပေးထားပြီးတော့ဒီပွဲမှာဘာလို့ဒဲကြီးပဲဖောက်ထားတယ်ပေါ့နော် AC အနေနဲ့အဆင့်1ကနေဖြစ်ပြီးတော့ဒါအဆင့်6ကကိုမိုကိုဘာလို့ချင်းမပေးရတာလဲဆိုတာလေကျွန်တော်တို့ထည့်ပြီးစဉ်းစားရမယ်ဆိုတော့ရှင်းရှင်းလေးပါဒီညမှာတော့ကျွန်တော်ကိုမိုဘော်ဒီကိုကြိုက်ပါတယ်ကိုမိုအနေနဲ့AC ကိုမနိုင်ရင်တော့မှပဲမရှုံးတော့ဘူးလို့ကျွန်တော်အနေနဲ့မြင်တဲ့အတွက်ကိုမိုရဲ့အိမ်ဝင်းရောဝါကိုယုံကြည်ကြည့်ချင်ပါတယ်ညီကိုတွေအနေနဲ့ကျွန်တော်လည်းအကြိုက်မှလိုက်ကစားပါအကြိုက်ပြီးလွတ်လပ်စွာဘက်ကဆော်သားနိုင်ပါတယ်ညီကိုတွေအနေနဲ့ဒီဘက်တပွဲကောင်းလေးတွေ free mount တွဲလေးတွေလိုချင်တယ်ဆိုရင်လည်းကျွန်တော်ရဲ့ Telegram channel ကို join ထားဖို့အကြံပြုချင်ပါတယ်ဗျာဗီဒီယိုကိုစောင့်ကြည့်ပေးကြတဲ့ညီကိုတယောက်ချင်းတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ကျွန်တော်တို့နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ကြပါမယ်ဗျာအားလုံးပဲမင်္ဂလာရှိသောနေ့ဖြစ်ပါစေ